အားလုံးပဲမင်္ဂလာပါစတကပ်ပေါ့ကတ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်စာရေးဆရာသူတည်ဒီပုံမြင်တွေရဲ့အောင်မြင်သူရဲ့အဓိကရည်ချင်းမှာစကားပြောတတ်ဖို့လိုတယ်လောကကြီးမှာစကားပြောဆိုကိစ္စကလုံရေးကြည့်ပါတယ်လူသားတို့စကားဟာများစွာအရေးကြီးလာပါတယ်စကားဟာလူသားတို့အသုံးဝင်ဆုံးနဲ့မသုံးမဖြစ်တဲ့အရာဖြစ်ပါတယ်လူနဲ့လူချင်းဆက်ဆံရမှာပထမစကားနဲ့သာဆက်ဆံကြရတယ်စကားနဲ့ဆက်ကြရတာပါပဲကိုအကြောင်းသူအကြောင်းသူကိစ္စကိုကိစ္စများကိစ္စကိုစကားနဲ့ပြောကြရတာဖြစ်တယ်စကားနဲ့မေးကြရတယ်စကားနဲ့ဖြေကြရတယ်စကားကြောင့်ချစ်ကြတယ်စကားကြောင့်မုန်းကြတယ်တဲ့အကြောင်းတယောက်သိလို့လည်းရင်စကားနဲ့သာနားထောင်ကြရတယ်ကွန်ကြစီတက်တာလုံးနဲ့တမိုးရှိဆုံးယဉ်ကျေးမှုဟာစကားပဲဖြစ်တယ်စကားကောင်းပြောလိုက်ခြင်းမှာဝေကုန်းတဲ့ကိစ္စမဟုတ်ဘူးရှင်းမဆက်ရအောင်ဒါပေမဲ့ကြားရသူမှာကျိုးမြတ်ပါရတယ်စကားဆိုတာငွေပေးရတဲ့အရာမဟုတ်ဘူးဝေကုန်းကြီးကြမခံရပဲတုံးပြရတဲ့အဖို့တဲ့ပစ္စည်းဖြစ်တယ်ဒါပေမဲ့လူတွေကခက်တယ်ငွေကုန်မဲသုံးဆနိုင်တဲ့စကားရဲ့ဆွေးချက်ထက်မြက်တမှုရှိပုံကိုလိလာနားလဲသူလုံးနေပါတယ်စာပေဆိုတာလက်နဲ့ရေးတဲ့စာစကလုံးဆိုတာနှုတ်နဲ့ရေးတဲ့စာပဲဖြစ်ပါတယ်ဒီဘအောင်မြင်သူတွေဟာလူကဲခတ်နေတဲ့စကားပြောကျွမ်းကျင်နေကိုလေ့ကျင့်ရရတယ်လောကမှာရုပ်ချိုးဖို့ပြင်မလွယ်ကူလောက်နှုတ်ချိုးဖို့ကတော့လေ့ကျင့်ယူရင်ရပါတယ်စကားပြောတဲ့မှာလောကကြီးနဲ့အဆင်ပြေမှာဖြစ်ပါတယ်လူသားတွေထဲမှာစကားမပြောတဲ့လောကနဲ့အဆင်မပြေဖြစ်နေတဲ့သူတွေအများကြီးပဲစကားပြောတဲ့သလားဆိုတဲ့မိကုံးမင်းရင်မိတဲ့သူကိုတော့ယူနေတဲ့သူကိုတော့ထင်ကြရတယ်ထင်စရာပါပဲအမှန်တကယ်တော့စကားပြောတဲ့သူဟာရေတော်အပြင်နေရပါတယ်လူမှရင်ချင်းမှုရှိညက်တက်မတက်ကိုစကားကဖျက်သွားတယ်စကားကနေကိုယ်စင်ကိုပြောပါတယ်လူတယောက်ကပညာရှိမရှိရည်သွေးကောင်းမကောင်းကိုသူပြောတဲ့စကားကိုကြည့်ရင်သိတာပါတယ်ဝေစားဟန်မောင်ကြည့်ပြီးတော့ကက်ကတ်တာကတိတ်မမှန်ဒီကဆင်းရဲတယ်အချင်းမရှိဘူးချို့ကဥစ္စာရှိတယ်ရည်သွေးကြတော့မရှိဘူးအဲ့ဒီမှာကဲကက်လို့တိတာကစကားပဲလူတယောက်လိမ်မယ်ကြီးချရှိမရှိကိုစကားကြတော့ဖုံးလို့ဖိလို့မရအောင်ပြောရင်ပေါ်တာပဲကောင်းတဲ့မှန်တဲ့ကျိုးရှိတဲ့စကားတွေပြောပါမှာကောင်းမွန်တဲ့ကျိုးရှိတဲ့ကိစ္စတွေဖြစ်ပေါ်လာမယ်ကျိုးမဲ့တမိုးမရှိတဲ့စကားတွေပြောရရင်တမိုးမဲ့တဲ့အကျိုးရုပ်တဲ့အရာတွေပဲဖြစ်ပေါ်လာမယ်ကိုယ့်ရဲ့တွေးတောစဉ်းစားမှုကကိုပြောတဲ့စကားလုံးတွေရဲ့ကိုယ့်အတွက်ကောင်းကျိုးဆိုးကျိုးမျိုးမျိုးကိုဖြစ်ပေါ်စေတယ်စကားပြောရမှာမလူလောက်အပ်တဲ့စကားကိုပေါ်တန်နဲ့လှုပ်ခတဲ့မပြောပါနဲ့ပြောချင်တဲ့လူပြောပြတာဟာတိတ်ကိုမာတယ်အဲ့ဒီစကားတွေကတီးပြောပြဖြစ်သွားတာမျိုးမဟုတ်ပါဘူးအဲ့ဒီစကားတွေကိုစိတ်ကမှတ်သားထားလိုက်ပြီးပြောတဲ့အတိုင်းဖြစ်အောင်တနေ့နေ့မှာလုပ်တတ်ပါတယ်ကိုယ့်ရဲ့ဒီစိတ်ကသူစကားလုံးတွေပြောဆိုနေခြင်းဟာချိန်တိုင်းရင်အမှန်ဖြစ်တဲ့အကြောင်းတွေပါရှိနေပါတယ်ပေါ်တန်နဲ့ပြောချင်ပါရင်လုပ်ကိုလည်းပေါ်တန်နဲ့လုပ်တတ်လာပါတယ်နားထောင်သူကပေါ်တန်နဲ့ပါပဲစကားပြောဆိုတာမချမ်းကျင်စေတနာနဲ့ပြောတာဖြစ်ပေမဲ့တလွဲထင်တတ်တယ်အပြောမတတ်ပေမဲ့ဆဲသလိုလည်းဖြစ်တတ်တယ်လေချို့သူတွေဟာတစ်ဖက်သားရဲ့စိတ်ကိုမစိတ်ကြောဘဲနဲ့ထင်ရပြောတဲ့အခါမှာဆက်ဆံရေးညံပြင်းရရောက်သွားတတ်ပါတယ်အချို့ဟာနားကြားမြင့်ကပ်လာအောင်ပြောတတ်ပါတယ်စကားရိုင်းတွေသုံးဆက်တတ်တယ်အဲ့လိုလူတွေဟာလောကနဲ့အဆင်ပြေဖြစ်တာများတယ်ပြောရမှာမောတာတတ်တယ်ပြီးတော့အောင်မှုမရရှိပါဘူးဘာစမချင်းပြောရတာပေါင်းတဲ့ဆက်ဆံရေးမှာပုတ်တက်တယ်ဖြစ်ကုန်ကြပါတယ်စိတ်ရင်ကြီးမှုကနေဆိုတော့ဟုတ်ရင်ကြည့်ပြီးတော့စိတ်မှန်မှာစကားလည်းမှန်ပါတယ်နှုတ်မူရာရည်ကြီးမှန်ကန်ခြင်းကမင်္ဂလာတစ်ပါးဖြစ်ပါတယ်နှုတ်ချူချူတစ်ပါးနှုတ်ကောင်းရင်ပြည်ဆိုးဆိုတာဒီထက်ကိုစစကားမှန်ကန်တော့ကကံပြတ်တရွက်စေစွမ်းထအောင်ဖြစ်ရတာမျိုးကပိုကောင်းပါတယ်တာရီကန်ဝစီကန်မနှောင်းကန်ဖြစ်တဲ့ကံသုံးပါးမှာဝစီကန်ဖြစ်တဲ့နှုတ်အပြင်မကောင်းမှုတွေအများဆုံးဖြစ်နိုင်တယ်ဒီဝစီဗေဒထိတိုင်းရှာဆိုရတဲ့ဘောပဲမကောင်းမှုတစ်ခုကိုကာယကံမြောက်ကိုအပြင်ကျွလွန်လာလေမလွဲလာဘူးနှုတ်အပြင်ကျွလွန်လာလေလွယ်တဲ့လောက်မလွယ်ဘူးအမြဲကိုရမှာပြောတာဟာလေကျွလွန်ခြင်းတစ်မျိုးပါပဲကိုနှုတ်ကိုလည်းဆောင်ရမယ်စကားကိုလည်းထိန်းချုပ်ရမယ်သူဟာမိမိကိုမိမိဆော့ရှောက်ခြင်းပြုတာနဲ့တပြိုင်တည်းမှာမိမိရောသူတစ်ပါးကိုပါဂျူများစီပါတယ်နှုတ်ဆိုတာရမ်းမဖွင့်သင့်ပါဘူးပါဇက်ကိုရမ်းမဖွင့်သင့်ပါဘူးကောင်းတဲ့မှန်တဲ့အကျိုးရှိတဲ့တန်ဖိုးရှိမဲ့တင်တဲ့စကားကိုပြောမှကျမ်းမှသာပါဇက်ကိုဖွင့်သင့်တယ်နှုတ်နဲ့စကားတစ်ခုပြောရခြင်းဟာအလွန်လွယ်တယ်ပေါ့ဒါပေမဲ့ပြောတဲ့စဉ်းစားချင့်ကြံရခြင်းဟာခက်ခဲတယ်စကားကိုချင်းခံနေပြောတော့မှတခွန်းနဲ့ဖြစ်ပေမဲ့နားထောင်သူကကျိုးရတယ်ယုံကြည်တယ်ကိုယ်စကားကိုလိုက်နာတယ်စကားကောင်းဟာအချိန်ကတည်းကမှပြောရတယ်ပြောမယ့်ချိန်မှာမပြောဘဲနဲ့အနေအဲ့ဒီလူဟာစကားကောင်းတဲ့လျက်နဲ့မပြောပြတဲ့အကြောင်းဟိုတရားပြက်ကွက်တာနဲ့တူသွားပြန်တယ်ပညာရှိသူမဖြစ်နိုင်တော့စကားကိုပြီးလင်းနေမှသာပြောဆိုနိုင်တာဟာလူရှိတဲ့အမှုတွေကိုအောင်မြင်ပြီးစီးခြင်းကြောင်းရင်ဖြစ်တယ်စကားကိုချင်းခွန်းသာမပြောတတ်တာနားအောင်မပြောတတ်တာ
ညံတို့လူတွေကလူရောက်ကိုမရောက်နိုင်လောကမှာပြောလျင်ဖြစ်ပါလျင်နဲ့မပြောရတဲ့လူတွေများစွာရှိချို့ကကြောက်လို့ချို့ကဘလို့နဲ့ပုံစံနဲ့ပြောရမယ်ဆိုတော့မသိလို့မပြောတတ်ကြတာလည်းဖြစ်တယ်စကားမပြောတဲ့ဥပမာကောင်းမပြီးတဲ့စကားလုံးလည်းမသုံးတဲ့ခြေထောက်အမှာကိုခြေထောက်ရောက်ရတဲ့နာကိုလည်းမရကြဘူးအမှန်ဆိုစကားကအလုံးတမုံကြီးပါတယ်စကားဟာလူတို့ကိုအကူရင်းနေတယ်လို့ပစ္စည်းအောင်လည်းပြည့်နိုင်တယ်ရှိတယ်ချမ်းသာကိုပေးနိုင်ရင်ရစီနေတဲ့ဆွမ်းအားရှိတယ်လို့ဆင်းရဲဒုက္ခကိုပြည့်စည်နေတဲ့ဆွမ်းအားလည်းရှိပါတယ်မုန်းစီလို့ပါဇက်လလီတဲ့ချစ်စီလို့ပါဇက်လလီတက်ပါပဲဒီပါဇက်ကလေးနှကန်းလေးရပဲဖန်ပြီးသွားတာပါနှုတ်ကိုထိမ့်သိမ့်မှုလို့လို့ဒီနှုတ်ကိုစကားကောင်းစကားမလုံးစကားလုံးဖန်ပြီးထွက်ဖို့လေလိုအပ်ပြန်လူတွေကစကားကောင်းစကားမှန်ကိုလူရှိကြတယ်အဖိုးတန်လက်ဆောင်ကဲတော့စကားလက်ဆောင်လိုလည်းရှိကြပါတယ်ဘယ်လိုစကားမျိုးတွေကြားချင်ကြလဲတရားစကားဆုံးမစကားအပိစကားဆော့ချော့စကားကုညီစကားစတာတွေကချူတာတီကြီးစွာနဲ့ဒီပြောတတ်တဲ့မှုဟာလောကမှာလူတော်ကောင်းတွေရဲ့အလုပ်ဖြစ်ပါတယ်အပိစကားချူတာကျန်တဲ့စကားတူညီတဲ့စကားတွေဟာစိတ်သက်စိတ်မရှိတဲ့သူတွေမှာပဲထွက်ပေါ်လာပါတယ်ဒူဝေါသမားတွေကကိုချင်းမဆာနာတဲ့အတွက်စိတ်မရှိတဲ့အတွက်ကျန်တဲ့စကားကိုမပြောတတ်ပါဘူးလူတွေကချစ်ခင်မှုအကုံမှုလေးစားမှုလိုချင်မှန်ကန်တဲ့ချူတဲ့စကားတွေကိုအမြဲပြောဆိုနေရမှာဖြစ်တယ်တွင်ကျတဲ့စိတ်ရေးပါခြင်းတဲ့စိတ်စေတနာကောင်းဟန်နဲ့ပြောနေတဲ့သူတွေဟာတကယ်တော့မတွင်ကျပါဘူးရေးလည်းမပါပါဘူးကျိုးမရှိတဲ့စကားပြောခြင်းဟာမတိကျစိုးဝါခြင်းတစ်မျိုးဖြစ်တယ်စကားဆိုတာအမြဲတမ်းပြောလို့ကိုယ့်အတွက်ကုသိုလ်တွေဖြစ်မယ်ဆိုရင်ပြောတဲ့တယ်ကိုယ့်အတွက်အကျိုးတွေဖြစ်မယ်ဆိုရင်ပြောရမယ်ဒါပေမဲ့အမြဲတမ်းပြောလို့အကုသိုလ်တွေဖြစ်မယ်ဆိုရင်မပြောဘဲနဲ့တော့ပိန်နေရမယ်ကျိုးမဲ့တွေဖြစ်လာနိုင်နေဆိုရင်တော့လုံးဝမပြောဘဲနဲ့နေရမယ်စကားဆိုတော့ပြောတိုင်းကောင်းတာမျိုးမဟုတ်ပါဘူးအချိန်တွေကိုကြည့်ပြီးပြောတဲ့မှာပြောရမယ်ပြောတယ်မပြောဘဲနေရမယ်တိပညာနဲ့ရှင်းတဲ့စကားဟာရွှေသုံးမဟုတ်တော့တမန်များရဲ့ထက်ကိုပိုပြီးတော့ဖိုးတန်တယ်စေတနာဟာဖြော့ပြပြီးတော့တွားနိုင်တယ်တိပညာနဲ့ရှင်းတဲ့စကားဆုံးမတွေဟာတည်ထားရင်ဘဝကြီးမှာမမားနိုင်တိပညာနဲ့ရှင်းတဲ့စကားကောင်းတခုံကိုကြားခြင်းဟာလောကမူရနဲ့တူတယ်ဘာသာစကားတွေပေါ်ပေါက်ခဲ့လို့လူယဉ်ချင်းမှုဟာလူဩဃာတတက်တဲ့လောကကြီးအတွင်းမှာတော့မြင့်မြတ်ဆုံးကြီးမားဆုံးယဉ်ကျေးမှုဖြစ်တယ်လူသားရဲ့ဒီချိန်ရက်တွေမှာဘာသာစကားတွေကထိရောက်ဆုံးနဲ့အထက်မဲ့ဆုံးဒီချိန်ရက်တစ်ခုဖြစ်ပါတယ်စကားကိုလူယဉ်ကျေးမှုအင်္ဂါရည်ကြီးတစ်ခုဖြစ်တိမဲ့တူထားကြပါတယ်ဒီပညာနဲ့နှုတ်ကိုစောင့်ရမယ်နှုတ်ကိုထိန်းသိမ်းနိုင်ရင်စိတ်ကိုပါထိန်းသိမ်းနိုင်ရင်ဖြစ်ပါတယ်မချင်းကနေစကားတကုံးပြောမိလို့ချင်းချင်းပြောင်းတော့တယ်လုပ်ငန်းကြီးကျက်သွားရအောင်ရှိတတ်ပါတယ်ကလေးစကားပြလို့မိတ်ဆွေဘဝရက်သွားတာမျိုးကြီးလည်းရှိပါတယ်ဇိုလီယာရေးကိစ္စနဲ့ပတ်သက်ပြီးပြောဆိုတဲ့အခါမှာကိုယ်စကားကတပားသူကိုစိတ်ဆင်းရဲမှုဖြစ်စေရလားစိတ်ချမ်းသာမှုဖြစ်စေရလားဆိုတာဥစားကြည့်ထားရမယ်ဖြစ်တယ်။ဘာလို့သူမနေမျိုးလို့ရှိရင်ကာယကရှင်ပြောဆိုသူကလည်းတနည်းမဟုတ်တနည်းစိတ်မကောင်းဖြစ်ရမှာဖြစ်ပါတယ်။အဲ့ဒါကြောင့်စကားဟာပြောရမယ့်အတူတူနှုတ်နှစ်ဘက်လုံးကျိုးရှိဖို့လိုပါတယ်။အဲ့လိုစဉ်းစားပြီးတော့ကိုယ်စကားကြောင့်သူတစ်ပါးရဲ့စိတ်ဆင်းရဲမှုတို့မဟုတ်သူတစ်ပါးရဲ့မိဘစိတ်ဆင်းရဲမဲ့ဖြစ်မဖြစ်ကိုမဆနိုင်မယ်ဆိုရင်ပြောတဲ့ကိုချစ်ချိန်နေရပါတယ်။ပြောတဲ့တာတွေကိုပြောမိလို့ကိုနှုတ်ကိုလည်းကိုထိချုပ်ပါမယ်။ကိုထိချုပ်ပါများလို့ရှိရင်စီတူကတက်လာမယ်။စကားပြောစဉ်ပြီးဖို့အတွက်စကားကောင်းပြောဖို့ဆိုတာအလိုလျောက်ကောင်းလာခြင်းလို့မြူဆာအပ်ပါအောင်။လေ့ကျင့်မှရိုက်ယူနိုင်တဲ့ရေးချင်းတစ်မျိုးပါ။စီလဲဖြူစင်ရမယ်ဘူးတူတော်လေးပြည့်သွားပါမယ်။ဘယ်ချိန်ဘယ်လိုပြောရမလဲဘယ်စကားပြောခြင်းဘယ်ဟာစဘယ်လိုပြောရမလဲဆိုတော့ဒီထားမှာဖြစ်ပါတယ်။စကားနဲ့လူနဲ့ချင်းချင်းတင်ကြီးသွားနိုင်တယ်လို့စကားနဲ့ပဲလူချင်းချင်းထင်မြင်သိသွားနိုင်ပါတယ်။အောင်မြင်လူတွေရဲ့အဓိကရည်ချင်းမှာအားပြောတဖို့လိုအပ်ပါတယ်